တိုင်းထီစုကြီးတွေပေါက်တလို့မျိုးပဲပတ်စံတွေကဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေစီကိုလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ရောက်ရှိလာနေပြီတိုင်းထီစုကြီးတွေပေါက်တလို့မျိုးပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေရဲ့ကန်ဆာတာတွေကမြင့်တက်လာပြီးတော့မှပတ်စံတွေကအဖက်ဖက်ကနေပြီးတော့မှပုံစံမျိုးစုံနီလန်းမျိုးစုံနဲ့တစ်စီကိုရောက်လာနေပါပြီဟုတ်တယ်တစ်ချိန်တည်းမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကိုယ်တိုင်ကယုံကြည်ထားဖို့ရအတွက်လိုအပ်တယ်ယုံကြည်နေဖို့ရလိုအပ်တယ်တကယ်ကြီးကိုဟာအခုချိန်ကနေစပြီးတော့မှဒီဗီဒီယိုကိုမြင်ပြီးသွားတဲ့အချိန်အပိုင်းခြားလေးမှာ10မိနစ်လေးအချိန်ပေးပြီး2မိနစ်လေးအချိန်ပေးပြီးတော့မှဟာငါစီကိုတိုင်းထီစုကြီးတွေပေါက်တယ်လို့ပတ်စံတွေသိန်းရာနဲ့ချီထောင်နဲ့ချီအခုလက်ရှိငါမျက်စိရှိမှရှိနေပြီအခုငါရဲ့ပတ်စံအိတ်ထဲမှာရှိနေပြီအခုလက်ဝယ်ငါရရှိပိုင်ဆိုင်နေပြီလို့ခံစားကြည့်နေအောင်ကြည့်အဲ့လိုပတ်စံတွေရတဲ့အချိန်မှာကိုဘာတွေကိုလုံနေမှာလဲကိုဘလို့သုံးဆွဲနေမှာလဲစီမံခန့်ခွဲကြည့်ပါတစ်ချိန်တည်းမှာပဲဒီလိုကိုကြည့်တဲ့မိတ်ဆွေကအဲ့ဒီပတ်စံတွေရဖို့ရအတွက်ထိုက်တန်တဲ့သူတယောက်ဖြစ်ပါတယ်ဒါကြောင့်ကိုဟာနဲ့ကိုယုံကြည်နေပြီးတော့မှဒီပတ်စံတွေကိုကလက်ခံရရှိပိုင်ဆိုင်နေပြီဆိုတဲ့စိတ်ခံစားချက်နဲ့ကိုဘက်ကနေပြီးတော့မှအလုပ်တွေလုပ်ဖို့ရအတွက်လိုအပ်တယ်ကိုဘက်ကနေအဲ့ဒီစိတ်ခံစားချက်တွေနဲ့ပို့ပြီးတော့မှဒီပတ်စံတွေကိုကိုဘယ်နေရာတွေမှာသုံးဆွဲမှာလဲဘယ်နေရာတွေမှာစီမံခန့်ခွဲမှာလဲခံယူအဲ့လိုမျိုးကိုကအစကတည်းကအခုကတည်းကစီမံခန့်ခွဲပြီးတော့မှခုချိန်မှာကိုကပတ်စံတွေရဖို့ရအတွက်ထိုက်တန်တယ်ဆိုတဲ့စိတ်ခံစားချက်နဲ့အလုပ်တွေကိုလုပ်မယ်နေထိုင်မယ်ပတ်စံတွေကိုကျေးဇူးတင်မယ်ကိုစီမှာရှိတဲ့ပတ်စံတွေကိုကျေးဇူးတင်မယ်ဝင်လာမဲ့ပတ်စံတွေကိုကျေးဇူးတင်မယ်ဒီဗီဒီယိုကိုမြင်ပြီးတဲ့အချိန်ကနေစပြီးတော့နေတိုင်းမှာအချိန်ရရင်ရတယ်လို့မြင်ရပေးကြည့်ပါ visualization လိုမျိုးပဲစိတ်ကူးလေးရင်ပေးကြည့်ပါလောကကြီးကတင့်ကိုအဆင်ပြေခြင်းနေပေးဖို့ရအတွက်စောင့်ကြိုနေပါတယ်ကျေးဇူးတင်ပါတယ် you can do it you are hero